အဲ့တော့ကျုပ်ကမျက်စိစမ်းတက်တဲ့ဆရာဆိုတော့မျက်လုံးမကောင်းတဲ့လူတွေကိုကျုပ်ကရက်ွက်ပတ်ပြီးလိုက်ရှာနေတာအဲ့လိုက်ရှာတော့ဘာသွားတွေ့တော့ဆိုတော့မျက်လုံးမကောင်းတဲ့လူသွားရှာတော့ဘာလာတွေ့မျက်လုံးမကောင်းတဲ့လူလင်မယားနှစ်ယောက်ကိုလာတွေ့တယ်သူတို့ကိုလည်းကျုပ်ကတွေ့တော့တွေ့သူတို့လည်းတချို့မှကျတော့မျက်လုံးမကောင်းတော့အလူခံပြီးစားတော့တဲ့အနေထားမျိုးလေးတွေသူတို့မှတော့ရှိတာပေါ့နော်အဲ့ဒီဟာကကျုပ်အဲ့ဘက်ကိုအဲ့လိုမျိုးလေးကျုပ်သွားကြည့်တယ်သူတို့မျက်လုံးကတကယ်ပဲမကောင်းတာလားကျုပ်ကလည်းနေရာတကာဟိုဆက်စုတဲ့လူတယောက်ဆိုတော့နော်ဆက်ကလည်းဆက်စုနေတာဆိုတော့မျက်လုံးနဲ့ပတ်သက်လို့ကလည်းဝါသနာတော်ကြီးခဲ့တာဆိုတော့သူတို့မျက်လုံးတွေတကယ်ပဲမမြင်ရတာလားဟန်ဆောင်နေရလားသိကျင်တာဒီခါလေး900တွေပါပြီးထွက်ဝဲတဲ့ဒုက္ခကိုလေးနဲ့နောက်တစ်ချိန်မှာလက်ထက်မှာဒုက္ပါတယ်သွားတဲ့အဲ့လူတွေကိုကျုပ်ကသေချာလေ့လာပြီးသုံးသပ်တယ်သူတို့မျက်လုံးတွေထားကိုတကယ်ပဲမမြင်ရတာလားဟန်ဆောင်နေရတာကြည့်တော့သူတို့ကတကယ်တော့မမြင်ရဘူးဟုတ်တယ်မှန်တယ်ဒါပေမဲ့သူတို့မမြင်ရဘူးဆိုတော့လေကျုပ်ကလက်ခံတယ်အနေထားလေးအဲ့တော့ဒီနေ့ကျုပ်အဲ့ဘက်ကိုရောက်တဲ့ခါပြဿနာတစ်ခုတက်ရောတက်တယ်ဆိုတော့သူတို့လေမယားချင်းတက်တာပေါ့ကျုပ်နဲ့တော့မတက်ပါဘူးအဲ့တော့ကျုပ်ကလည်းမလန့်မကန်လေးရနေလန့်နာထောင်သူတို့လေမယားတွေပြဿနာတက်ဟာဘာပြဿနာတက်တာတော့ကြည့်တော့ယောက်ျားဖြစ်တဲ့သူကမရင်ငယ်ထားတယ်ငယ်ထားဒါသူတို့မြင်ငယ်ထားတာမထားတာအဓိကမကြောက်ဒါကျုပ်တို့မျက်လုံးကောင်းတဲ့လူတွေကိုသူတို့ဒါစော်ကားတာနော်သူတို့ဘာလို့စော်ကားတော့ကျုပ်တို့ကြတော့ဟိုလိုမျက်လုံးမြင်နေရပေမဲ့သူတို့လိုမရင်ငယ်မရှိဘူးလေကျုပ်တို့မှာကြာဟုတ်တယ်နော်ဒါကဟာသားအနေနဲ့ပြောတာပါအဲ့တော့သူတို့မရင်ငယ်ထားတဲ့အနေထားပြဿနာတက်ကြတော့မျက်လုံးကမမြင်ရဘူးမရင်ငယ်ထားတဲ့မရင်ငယ်ဘလို့ပုံမှန်တဲ့ဘလို့ခံမှန်းကြတော့တစ်ချက်ကကျုပ်စိတ်ဝင်စားတာကနော်သူတို့ရဲ့အာရုံခံစားမှုတွေကဘလို့တော့အဲ့နဲ့သူမိမလည်းမျက်လုံးမမြင်ရရှာပါဘူးသူမိမလည်းဒီမှာတဲ့ဖုန်းထဲမှာတွေ့တယ်တဲ့ဟောတဲ့ဖုန်းတွေခေါ်ထားတာတဲ့နော်ဒါမရင်ငယ်ဖုန်းနေတဲ့နော်သူရဲ့မရင်ငယ်ဖုန်းပေါ့ဟိုဘယ်နှခါရှိပြီးခေါ်ထားတာကစားသူမိမကဒီဖုန်းကိုမမြင်ရဘဲနဲ့ဘလို့အာရုံခံစားချက်မျိုးနဲ့ဘလို့ဘယ်နှခါရှိပြီးဆိုတော့သူဘလို့ပြောနိုင်လို့ကျုပ်ကသိကျင်တာကျုပ်ကလည်းအဲ့ဒီအချက်လိုသေးတယ်ကျုပ်မှလည်းတို့စီကိုပဲသင်တန်းထပ်တဲ့ရမလားမသိဘူးနော်မျက်လုံးနဲ့ပတ်သက်တာကိုပြောပြတာသူတို့ရဲ့အာယုံခံစားချက်ကတော်တော်လေးကိုကောင်းတယ်ခုပြောချင်တာကသူတို့ဟိုလင်းငယ်မရင်ငယ်နေတာကိုပြောချင်တာမဟုတ်သူတို့ရဲ့အာယုံခံစားချက်ကဒီဖုန်းတစ်လုံးရဲ့အနေထားမှာဖုန်းဘဏ္ဍခါခေါ်တာကစားဘလို့သင်္ကေတမျိုးတွေနဲ့ကြည့်ရတယ်ဆိုကြည့်တယ်လဲဆိုတာကျုပ်ကသိကျင်တာဒါပေမဲ့ကျုပ်အဲ့အဖြေမရခဲ့ဘူးသူတို့ပြဿနာတက်နေတာနဲ့ကျုပ်လည်းဘေးကနေပြန်လာခဲ့ရတယ်နော်သူတို့လည်းအမြင်မခံရဘူးသူတို့လည်းကြုံမမြင်ပါဘူးအဲ့တော့သူတို့ပြဿနာတက်တော့ဒီလူတွေမျက်လုံးကဲနာဟုတ်ရလားမမြင်တာဟုတ်ရလားပေါ့အကျုပ်ကတန်တရားတွေတော်တော်ဝင်တယ်သွားလဲချောင်းပါတယ်ချောင်းတိုင်းလဲတကယ်မမြင်ဘူးဆိုတာကျုပ်ကတွေ့ခဲ့ရတယ်နော်ဒီလိုအတိုင်းတာလေးတွေအဲ့တော့ကျုပ်တို့မျက်လုံးကောင်းတဲ့လူတွေကဘယ်မရင်ငယ်ပြဿနာမှမတက်ဘူးနော်မျက်စိမမြင်ရတဲ့လူတွေမှာမရင်ငယ်ပြဿနာတက်တော့ဘလို့ကြည့်ကြိုက်ကြတော့ပေါ့နော်ဖုန်းနဲ့ဘလို့မှတ်တော့ဖုန်းပနာခါခေါ်တာကိုဘလို့သင်္ကေတနဲ့သတ်မှတ်တော့ဒါလေးတွေသိချင်တာအဲ့တော့လက်ရှိထဲမှာဒီအတိုင်းတာတွေဒီအကြောင်းအရာတွေကိုပြောပြနိုင်တဲ့လူရှိနေကျုပ်ကိုကွန်မန့်မှာရေးပေးအောင်နော်သူတို့ဘလို့အာယုံခံစားချက်မျိုးလေးတွေရှိတော့ဆိုတော့ကျုပ်ဒါလေးလည်းတစ်ချက်တော်တော်လေးစိတ်ဝင်စားတယ်နော်ဒါလေးလည်းသိကျင်တာလည်းပါတယ်ကျုပ်ကဆက်စုတဲ့လူတယောက်ဆိုတော့နော်ဒီအာယုံခံစားမှုလေးကိုလည်းကျုပ်ကစိတ်ဝင်စားတယ်အဲ့တော့ဒါလေးတွေသိရင်ကျုပ်ကွန်မန့်မှာဖြည့်ပေးကြအောင်ဟုတ်ပြီလားဒီအကြောင်းအရာလေးကကျုပ်တော်တော်လေးစဉ်းစားနေရတယ်ဒီပြဿနာတက်နေတာလေးကအဲ့တော့အားလုံးဝိုင်းစဉ်းစားပေးကြအောင်ဟုတ်ပြီလား